ပင်းမြို့ဟောင်းကိုကြားဘူးကြလားဗျကျွန်တော်တော့မီဒီယာတွေကလည်းမကြားဘူးသလိုသမိုင်းထဲမှာလည်းမသင်ခဲ့ရဘူးဗျအဲ့ဒီမှာနှစ်1000ခန့်သက်တမ်းရှိတဲ့ပရိဘောဂစေတီတော်လို့ခေါ်လိုက်တဲ့မဟာဗောဓိညောင်မင်းအကြီးတဆူရှိပါတယ်မဟာဗောဓိရွှေညောင်တော်ကိုရှင်အရဟံယဟန္တာမထေရနဲ့ပကံပြည့်ရှင်နောယတာမင်းကြီးတို့တိုင်မင်းပြီးတော့ဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူရာဗုဒ္ဓဂါယာရှိညောင်ဗုဒ္ဓဟေဗောဓိပင်ရဲ့ဒက္ခိဏတာကလက်ရတောင်ကိုင်းတော်ကိုသစ္စာဒိဋ္ဌံပြုပြီးတော့ပင်းဆောင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်ကျောက်စာအရာဆိုလို့ရှိရင်မြန်မာတနိုင်ငံလုံးမှာတပင်နဲ့သာရှိတော်မူသောရှင်အရဟံမဟာဗောဓိရွှေညောင်တော်ပဲဖြစ်ပါတယ်။ကျောင်းဝင်းရအရန်ကိုကျဲပြီးတော့ပုံမှန်လေပတ်ရုံနေဆိုရင်တနာရီလောက်လေပတ်မှာပြည့်ပြည့်စုံစုံဖူးမြော်ရမှာဖြစ်ပြီးတော့လေချာလေးလာမယ်ဆိုရင်တော့2နာရီ3နာရီလောက်ကြာမှသာပြည့်စုံမယ်လို့ထင်ပါတယ်ဗျ။အခုမြင်တွေ့ရတာကတော့ကရဝိတ်ဖောင်တော်ပုံစံပြုလုပ်ထားတဲ့ညောင်ရည်သွန်းတဲ့ကန်ကြီးပဲဖြစ်ပါတယ်။နှစ်စဉ်ညောင်ရည်သွန်းပွဲဒီမှာကျင်းပါတယ်လို့သိရပါတယ်ဗျ။ကျွန်တော်ကမှတ်တမ်းတွေကိုသေချာလေ့လာခြင်းပေမဲ့ကျွန်တော်ရောက်ရှိခဲ့တဲ့အချိန်ကတနာရီလောက်နဲ့ပြည့်စုံလေပတ်ရတာဖြစ်တဲ့အတွက်အရင်တော့အားမရခဲ့ပါဘူးဗျ။ဗောဓိ1000ဖျားတွေနှစ်ကျိတ်ရှစ်စုဖျားတွေအဲ့ဒီအပြင်မဟာဗောဓိရွှေညောင်တော်ကြီးထက်တက်တန်းပိုပြီးများစွာရှိတဲ့တပည့်ညီနောင်လည်းရှိပါတယ်။တပည့်ပင်းတွေရဲ့တက်တန်းကတော့နှစ်ပေါင်း1385နှစ်ကြာခဲ့ပါပြီ။အဲ့ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကအခုမှစမှာဗျ။ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မှုပါဗျဒီနေ့ကျွန်တော်သွားခဲ့တဲ့ပင်းမြို့ဟောင်းကိုတော့မထင်မှတ်ပဲမရည်ရွယ်ပဲနဲ့ရောက်ဖြစ်ခဲ့တာပါကျွန်တော်တို့ရည်ရွယ်ချက်နဲ့သွားခဲ့တာကမကွေးတိုင်းနမ်းမောက်မြို့နယ်မှာရှိတဲ့တန်းတလုံးပင်ကျေးရွာလေးကိုမရောက်ဘူးလို့သွားရောက်လည်ပတ်ခဲ့တာပါအဲ့ဒီနောက်မှာတော့ခုနကကျွန်တော်နေမြေမေးကြည့်လိုက်တော့ဒီဥစ္စာကဒါနမ်းမောက်မြို့နယ်ထဲရောက်နေပြီပေါ့နော်နမ်းမောက်မြို့နယ်ထဲကတန်းတလုံးပဲရွာအခုဒီကနေဆက်သွားလို့ရှိရင်နောက်3မိုင်လောက်သွားလိုက်လို့ရှိရင်ဟိုပင်းမြို့ရောက်မှာပင်းမြို့ကကျွန်တော်တို့တကိုးကြီးဖျားတဆူပေါ့နော်တမိုင်းဝင်ဖျားတဆူရှိတယ်အဲ့တဆူကိုသွားဖူးကြမယ်အဲ့မှာဒီကနေတန်းတန်းသွားလို့ရှိရင်3မိုင်လောက်ပဲဆက်သွားမယ်လို့ပြောတယ်အဲ့3မိုင်လောက်ဆက်သွားလိုက်လို့ရှိရင်ရှောက်ပြီအခုဆိုလို့ရှိရင်ကျွန်တော်တို့ခရိုင်ချင်းဆက်လမ်းကိုရောက်လာပြီဒီခရိုင်ချင်းဆက်လမ်းကျတော့ကျွန်တော်မန်းလေးကလေးကနေပြီးတော့ဖောက်လာတဲ့လမ်းပေါ့နော်ဒီလမ်းအခုကမလိုင်းနမောက်ကိုဖောက်ထားတဲ့လမ်းကိုရောက်လာတာဗျရွာဝင်မှာဆိုလို့ရှိရင်တော့ပင်းမြို့ဟောင်းမှာကြိုးစုပါကြီးဆိုတဲ့ဆိုင်းဘုတ်အနီရောင်လေးကိုတွေ့မြင်ရပါတယ်အိုးရှေ့ကဆိုင်းဘုတ်လားအော်ဟုတ်ပြီဟုတ်ပြီပင်းမြို့ဟောင်းတယ်။ပင်းမြို့ရွာတော့ရွာဝင်တော့ဒါပေမဲ့သူကပင်းမြို့ဟောင်းတယ်။မြို့ဟောင်းဒီမှာဆိုင်းဘုတ်တွေအရှင်အရဟံမဟာဗောဓိရွှေညောင်တော်ပင်းမြို့ပုပ္ပါယုံကျောင်းတိုင်းနဲ့အောင်တပြင်းညီနောင်တို့ကိုအဲ့ကနေပြီးတော့လမ်းခွဲနေလိုက်ဒီဘက်မှာလည်းလမ်းခွဲစားလေးရှိတယ်။ဒီညီဟောင်းတို့ရှေ့မှာဟုတ်တယ်ရှေ့မှာမဝီကြီးပဲမဝီကတော့ခန်းခန်းနာနာပဲဖခင်ရဲ့တမိုင်းလေးတွေကိုဟိုထဲကျမှကြောက်စာလေးတွေတစ်ချက်လိုက်ရှာဖတ်ကြည့်ပြီးတော့ပြောပြရှင်အရဟံမဟာဗောဓိရွှေညောင်တော်တဲ့တက်လိုက်ပြီတက်တယ်ရှင်အရဟံမဟာဗောဓိရွှေညောင်တော်ပရိဘောဂစေတီတော်ဟာသာသနာတက္ကရာ1609ခုမြန်မာတက္ကရာ425ခုအင်္ဂလိပ်လို1063ခုနှစ်မှာရှင်အရဟံယဟန္တာမထေရနဲ့ပကံပြည့်ရှင်နောယထာမင်းကြီးတို့ကတိုင်းကြီး9တိုင်းရဲ့အလဲဘဟုအောင်တပြည်မြို့တော်ဟောင်းရဲ့အရှိတောင်ဘက်ဘူမိနတ်တန်အောင်မြေမှန်ဖြစ်တဲ့မြေတူးမြေမြတ်နေရာမှာအရဟံဗောဓိပင်ကိုဖျားရှင်ပွင့်တော်မူတဲ့ကစုံလားပြည့်ဗုဒ္ဓနေ့မှာပင့်ဆောင်စိုက်ပျိုးတော်မူခဲ့ပါတယ်တိုင်းကြီး9တိုင်းဆိုတာကတော့တံပါဒီပါတိုင်းသုနာပရန္တာတိုင်းကမ္မောဇတိုင်းယောနကတိုင်းရာမညာတိုင်းဆိုတဲ့တိုင်းကြီး9တိုင်းပဲဖြစ်ပါတယ်အဲ့ဒီတိုင်းကြီး9တိုင်းကိုပေါင်းလိုက်လို့ရှိရင်အခုခေတ်မြန်မာနိုင်ငံကိုပဲဆိုလိုတာပါမဟာဗောဓိရွှေညောင်တော်ကိုပင်းဆောင်စိုက်ပျိုးခဲ့တာက1063ခုနှစ်ဆိုတော့အခု2025နဲ့နှုတ်လိုက်လို့ရှိရင်နှစ်ပေါင်း962နှစ်သက်တမ်းရှိပြီဖြစ်ပါတယ်
ဘော်ဒီညောင်ပင်ကိုအရင်မသွားဘဲနဲ့ဘော်ဒီညောင်ပင်ထက်တက်တန်းပို့ပြီးတော့ကြီးတဲ့နှစ်ပေါင်း1385နှစ်ကြာပြီဖြစ်တဲ့တပြေးပင်ညီနောင်စီကိုအရင်သွားလည်ပတ်ကြပါမယ်တပြေးပင်ညီနောင်သွားလည်ပတ်ရင်းနဲ့အဘာကြီးတယောက်ကတပြေးညီနောင်နဲ့ပတ်သက်ပြီးတော့ဗဟုသုတလေးတွေကိုရှင်းပြပါတယ်နောက်ပြီးတော့တပြေးညီနောင်စီကသစ်ကိုင်းလေးတွေလို့ကျွန်တော်တို့ပြောပါတယ်အဲ့ဒီသစ်ကိုင်းလေးတွေပေးပါတယ်ဒီသစ်ကိုင်းလေးတွေကဒါလေးဆောင်ထားလို့ရှိရင်အန်တရဲ့အခက်အခဲတွေပြေလည်နိုင်ကြောင်းဒုနာခါနာတွေဆိုရင်သွေးလိမ်လို့ရကြောင်းရှင်းပြပေးပါတယ်နောက်ပြီးအပြေညီနောင်နဲ့ပတ်သက်ပြီးတော့လည်းသမိုင်းကြောင်းလေးတွေကိုထပ်ရှင်းပြပေးတဲ့အတွက်အဲ့ဒါလေးတွေကိုကျွန်တော်တကယ်ချင်းတွေသိအောင်လို့ပြန်လဲဝေမျှပေးပါမယ်နော်ဒီမှာတိန်တော်လေးတစ်ခုပြတော်တော်အေးချမ်းဒီထက်ကျွန်တော်လာတာအချိန်အေးစစ်စစ်မဟုတ်ဘူးအချိန်အေးစစ်စစ်ဆိုလို့ရှိရင်ဒီမှာနာနာနေနေနဲ့နေလို့ရတယ်ဒီနေရာမှာတော်တော်အေးချမ်းတယ်ဟိုမှာကျွန်တော်တို့ဘာကြီးကလိုက်ရှင်းပြနေအဖောက်နည်းနည်းသိချင်တာလေးမေးလို့ရတယ်မေးကြည့်အောင်ဒါအောင်တပြင်းညီနောင်စေရီတော်တဲ့စေရီတော်လေးချက်ဝင်ဖူးအောင်ဗျအော်ဟုတ်ပါဒါလေးကြည့်ကြအောင်ဒီစေရီတော်ရဲ့ပွဲတော်ကသစ္စာမန်နိုင်ဆူတောင်းပြည့်စေရီတော်တဲ့အော်မိထီလာလာပြီးတော့လူတန်းထားဟုတ်14နှစ်စေရီတော်တည်ခဲ့တာကို14နှစ်ရှိပြီအော်ဟုတ်ပါဒီဘက်မှာလည်းညောင်ပင်ကြီးလည်းချက်ကြည့်လားညောင်ပင်ကြီးတွေကိုဒီပင်ကြီးကိုရဲ့အော်ဒါတပြေးညီနောင်လားညီနောင်ဆိုအဲ့ရပြောဟိုးရင်လာတဲ့ဖအဲ့တော့ဟိုကရင်ကြည့်ကြဟုတ်ပါ奥利比诺我啦，好吧。奥利比诺马为什么可能是的三九他巴的？可能是那可能个不啦？好，快唱东啊，现在可能你那唱东呀，现在俺的习惯就别别的包。哦。啊，为什么可能是的三九他巴的哟？好，罗大爷不？好，看到那世界的在那不？哦，是下个月。下个月哦。对，有的没得就也搞不过啦。哦，好。个地嘛，一种路的干路的。哦，哎，估计我是的那那个的那干路的不？哦，下里路的干着，爸爸也帮你回路来了。哦，好嘅，好嘅，阿路的偏了。哦，好，大概那路。ဒီတပြေးပင်ကြီးကနှစ်ပတ်လောက်ရှိပြီပါ။1985年。ဒီတပြေးပင်ရဲ့တက်တန်းဟုတ်တယ်။မှတ်တာဘေဘယ်ဆိုင်တဲ့ခုနဲ့တက်ကလေးနှစ်ခုတည်းကစိုက်ထားတာဟလား။ဟာအခုက1989နှစ်ဟာ1989နှစ်တော့1385နှစ်ရှိပါပြီ။ဟာ1989နှစ်တော့1385နှစ်ရှိပါပြီ။ဟာနှစ်ပေါင်းအဲ့လောက်ရှိနေပြီ။ဟိုမှာဒီမှာအာယုဥဒ္ဒမဟုတ်ကဲ့ပါ။တပြေးညီနောင်ဆိုဒီတပြေးနှစ်ပင်ကိုပြောတာ။တွေ့ဒါဟိုဒီနေ့ကိုထောက်ထားတာနော်။နှစ်တော်ကြာပြီ။ရန်ကုန်ကဘွေးဆိုမိတေးဟုတ်ချိုမှာဟိုကကာလမောင်ရင်ဒီအားလုံးအားဘွေးဆိုမိတေးဟိုတို့ရန်ကုန်ကပေါ့လားဟုတ်လားဒီပါတယ်မတူဟုတ်ပါဒီကပြည်ပြည်လာတယ်ဟုတ်အဲ့ဒီနှစ်ပင်လုံးပေါင်ရိုက်တယ်ပင်လုံးနှစ်ပင်လုံးပေါင်ရိုက်ဟုတ်ပေါင်နေပြီညီနော်ဟုတ်ရှိရတာနဲ့တော့ထားပြီးစိုက်ထားတယ်မဟာဘောဒီပင်ပေါ့ပြီးတော့ညီလေးပြီးတော့ဘောဒီပင်ရဲ့နောက်ဘက်မှာတစ်စောင်းလေးရှိတယ်တစ်စောင်းလေးရဲ့တောင်ထိပ်မှာဘောဒီပင်ရဲ့အထုပ်ပတ်လေးပါတယ်ဒီပင်ရဲ့အထုပ်ပတ်လေးပါတယ်အဲ့ဒါဓာတ်ပုံရိုက်သွားလိုက်ဟုတ်ကဲ့ပါတစ်စောင်းလေးရှိတယ်ဟုတ်ပါအရှိလေလို့ဟုတ်ပါအဲ့တော့စောက်ကနေတောင်တန်းသွားလေရောက်တောင်တန်းသွားရဟိုဘက်ကျောင်းသင်္ကန်းတွေကပုံတော်တွေသွားကြည့်လိုက်အောင်မယ်ဟုတ်တယ်ဒီကခေါ်တာကြီးနေပဲကောရန်ခေါ်တာကြီးနေပဲအတူတူပဲဟိုပုံတော်နဲ့ကောရန်ရှင်ရသိဟိုဘက်ပုံတော်နဲ့အတူတူပဲဒီကပုံတော်က3ခုပါ2ခုကဝတ်တတိကစိတ်တာတတိတာစိတ်တာတစ္ဆာမင်းရဲ့တာနပတ်ဇေယတစ္ဆာကိုဝရနဲ့တစ္ဆာဇေယပေါ့သစ္စာမင်းရဲ့တာနပတ်သစ္စာဝရနဲ့တစ္ဆာဇေယသစ္စာဇေယကုသကိုဒီဘိုးတော်ကြီးကထန္ဒလာစက်ကြီးရကိုသူတို့တင်ပြီးတက်မြောက်သွားတယ်ပေါ့ဆက်တယ်ဟုတ်ကဲ့ဆရာလေးတို့လူရကြကြတော့ဘာကြီးကဒီဖျက်ပန်းနေလို့ပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့ဒါတော့တောင်းတန်းသွားလေလားဟုတ်ကဲ့ပါဟိုကကျောင်းသင်္ကန်းလေးကဖုန်ကြီးကျောင်းထိုင်တာလားဟိုမှာကျောင်းသင်္ကန်းလေးတွေ့လို့အကနုလာပတ်လို့နေတာ
အကနုတွေလာနေကြတာကျောင်းဝင်းရကျေးလာပါကျေးပဲနော်အခုမြင်ရတာပဲဟုတ်ကဲ့ပါဟိုဘက်ဘုရားတော့ဖူးလိုက်အောင်မယ်ပါဆူတောင်းပြီးစေတော့ကပြေးကြောက်စားတယ်ဒီမှာဒီဘက်ကဇေရောအမြင့်ဆိုတော့ကြောက်ရိုးတွေတိချာလောက်တာဒီဘက်ကဗရေးလာလားဆယ်ရှိရလားဟုတ်လားဆယ်ဝင်မဲ့ဟိုဒေသကြီးရတယ်ဆယ်ဝင်မို့အားကြောင့်ဟိုမှာရေဘွက်တွေရှိနေလို့လေအားကြောင့်လို့လည်းဒီမှာကြောက်ရိုးကတိချာလောက်တာကျေးဇူးပါပါဟုတ်ကဲ့ပါဒီဖယားနဲ့အဲ့အားတွေနဲ့ပတ်သက်ရှင်းမယ်ကောင်းရဒီမှာကြည့်အောင်တော့ဒီနေရာလေးတခြားလေးလောက်ထားတာတကယ်ထိုင်းထပ်ပြီးတော့လာပြီးအေးစစ်စစ်လာနားကြတယ်လေဟုတ်ပါကျွန်တော်တို့အချိန်မရလို့အချိန်ရလို့ရှိရင်အေးစစ်စစ်နားနေပြီးတော့မှတော်တော်အဆင်ပြေတယ်ဒီမှာဒီဟာဟိုကားတွေလာလို့ရအောင်လမ်းလုပ်ပေးထားတာဒါပေမဲ့အပင်တွေပေါက်နေတာတန်ရှင်းပြန်ပြီးတော့နည်းနည်းပါရှင်းအောင်မရှင်းပြကြအောင်ထင်တယ်ဖောင်တော်ဥပ္ပယသွားဖူအောင်လားဖောင်တော်ဥဖျားဒီဖောင်တစ်ခုရဲ့အမြင့်တစ်ခုပေါ်မှာရှိနေတယ်လို့မျိုးတဲထားတယ်လို့မျိုးပဲစေးတော့နှစ်စုလုံးဒီစေးတော့နှစ်စုဖောင်တော်ဥစေးတော့ခေါ်ရတဲ့ဖောင်တော်ဦးစီတော့တဲ့အခုကဒါဘယ်ဥစ္စာသွားတာကိုရဟမ်ဘယ်ဖေဖျားဥစ္စာသွားဘော်ဒီဒီဘက်မှာနောက်ထပ်ဖူးစရာတွေလေပတ်စရာတွေရှိသေးတယ်အားကြောင့်ဒီဘက်ကိုဆက်ပြီးသွားဒီမှာဒီစောင်းတိုင်းရလည်းတော်တော်ခမ်းထားရနော်အရှည်ကြီးပဲစောင်းတန်တန်နေနဲ့လောက်ထားတာဒီဘက်မှာသူတို့ကဓမ္မရိပ်သာထင်တယ်ဒီမှာဟိုဟာတွေယောဂီဆောင်နေရှိတယ်ယောဂီဆောင်ဒီမှာအများကြီးပဲတစ်ဆောင်ချင်းလေးတပားချင်းလေးတွေကယောဂီဆောင်နေယောဂီဆောင်နေတစ်ဆောင်ချင်းစီမှာနာမည်လေးတွေပေးထားတယ်အနန္တဂုံကြီးကျောင်းဆောင်နဲ့စိတ်တဝိသုဒ္ဓိကျောင်းဆောင်နဲ့စန္နာပြည့်ရောင်ကြီးကျောင်းဆောင်နာမည်တွေနဲ့ဒီဘက်မှာလည်းယောဂီဆောင်အများကြီးပဲဒီဟုတ်ကဲ့စတုဒီတာအာဟာရကျောင်းဆောင်နဲ့ဒါစတုဒီတာအာဟာရကျောင်းဆောင်ကြီးရှေ့တန်းဇက်တွေလည်းလူထားဒီကြောင့်လူချင်းနေပေါ်တယ်လို့တော့ပြောတယ်ဟုတ်လားဒီမှာ0တဆူအာတော့ကရာစာဘုန်းကြီးနေအောင်ပါအောင်ရလားမေးပြန်ရအောင်နားလေးတပ်ပေါင်းလေးချက်စေတော်ရဲ့ဘွဲတော်ကအာတော့ကရာစာကောင်းမှုတော်စေတော်တဲ့ဒါရှေးဟောင်းစေတော်ပေါ့နော်ရှေးကလေးကသမိုင်းဝင်စေတော်တဆူပါပဲကျောင်းဝင်းရတော်တော်ကျယ်တယ်လို့သိရတယ်ဗျာဟိုးဘက်ဒီမှာလည်းကျောင်းဝင်းနေကျယ်ကြီးကြံတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကုသိုလ်ရှင်တွေရဲ့နာမည်တွေကြီးပဲဒီမှာကပီးတွေကြီးပဲကပီးတွေကြီးပဲအများကြီးပဲဒီဘက်ကဘော်ဒီထောင်ရှိတာဗျဘော်ဒီထောင်ဘော်ဒီညောင်ပင်တပင်နဲ့ဟိုမှာစေးတော့မဟုတ်ဘူးဗျကျွန်တော်စင်းလူတော်တဆူနဲ့ရှိတာဗျညောင်ပင်တပင်စင်းလူတော်တဆူအဲ့မှာညောင်ပင်တပင်စင်းလူတော်တဆူသိလားမေ
အဲ့ဒီကမျိုးကြီးကိုပြိုးပြီးတော့မိုင်းတယ်အဲ့ကဘောလီပြန်ပြိုးစီမျိုးစီကိုပြိုးပြီးတော့ဘောလီပြန်လေးကိုစိုက်တာလေအဲ့လိုလုပ်လာမှပြီးလို့ဟုတ်တင်ကမျိုးစီကိုစိုက်တာလေဟုတ်လားညာလူလာဟုတ်လားမလာဘူးမိကကြားတယ်မိကဘောလီပြန်ရှင်းလုံးတာကြားခဲ့ပြီရေခပြေပေါ်တင်ခဲ့ဟုတ်လားအမေတို့တော့ရှားပါသေးတယ်ငါတို့အဲ့တော့ရုံတော့လုံငန်းနေပြင်ခဲ့အောင်ပြောပြတာဟုတ်ပေါ်လာပြီဟုတ်ဒီကဒီကဟိုကနေရှိသူလားဝင်နေရှိသူကပူရရတယ်လားနေရှိသူဟုတ်ကဲ့ဒီကကြောင့်ပို့သွားလိုက်ပြီးကြောင့်ပို့သွားတယ်ရေတော့ဒုက္ခရရေတော့ကိုလူရရတယ်နော်ဟုတ်ကဲ့မေဟုတ်ကဲ့ရေတော့ကိုဟုတ်ကဲ့မေးလို့အေးရမိုက်ကောင်းကြပါလေအခုဘူးမြင်တွေ့ရတာကတော့ထေရီသုံးပါးကျောင်းဆောင်ပဲဖြစ်ပါတယ်ဂေါရမီထေရီဥပလဝင်ထေရီခေမာထေရီတို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့မေဟုတ်ဟုတ်နဲ့ကြံတင်ခါလေဦးနဲ့ကြံတင်ခါလေပြရအောင်ဟုတ်ကဲ့ကြည့်တယ်ဘုရားမာလေးဘာလို့လဲကြည့်လိုက်ဒီကဆက်ပြမိုင်းလို့ကြားတယ်ဒါကတော့နဂယုံဖျားပဲဖြစ်ပါတယ်စေးတော်တွေရုပ်ပွားတော်တွေဒီမှာတော်တော်များတယ်ဗျဒီကတော့ထီးတော်ကြီးကစေဖဲစီတော်ထီးတော်ကြီးလည်းမသိဘူးထီးတော်ဟောင်းကြီးပဲဟိုမှာစိန်ဘူးတော်လေဟိုဘက်ကရုပ်ပွားတော်ကြီးကရောင်ကြီးတော်ကွန်မြူးတယ်လို့နာမည်ကြီးတယ်ဗျဟုတ်တော့ဖူကြောင်းလိုက်ပါဖူလားဟုတ်ကဲ့မေဒီကြောင့်ကျောင်းဝင်တွေကလေတရားပတ်စရာတွေတော်တော်အများကြီးရှိသေးတယ်ပဲကျွန်တော်တို့ချိန်နေနေလို့ဟိုဘက်မှာဆိုလို့ရှိရင်လည်းဟိုမှာအပေါ်အမြင့်အတက်လေးတွေနဲ့တက်ရဆင်းရမယ့်နေရာလေးတွေဟိုမှာဆိုလဲရေကန်တော်ရှိတယ်ကျွန်တော်တို့ရေကန်တော်ပြီးကြရင်ထပ်သွားဖူးမယ်အခုလက်ရှိဒီဘက်မှာဈေးတော်တဆူကြံခဲ့သေးရဲ့အဲ့ဘက်ကိုကျွန်တော်တို့သွားဖူးလာအောင်မယ်ဒီက body 1000ဒါလည်း body 1000ပဲပေါ့နော် body 1000ကကျတော့ကျွန်တော်တို့ခြား body 1000နေဆိုလို့ရှိရင် body ညောင်ပင်တပင်နဲ့ဈေးတော်တဆူရှိရပါတော့နော်ဒီမှာတော့ body ညောင်ပင်တပင်ရုပ်ပွားတော်တဆူနဲ့ body 1000ပေါ့ဒီမှာစိုက်ပျိုးထားတဲ့ body 1000က body ညောင်ပင်တွေကလည်းမဟာ body ရွှေညောင်တော်ရဲ့မျိုးတွေပဲလို့သိရပါတယ်နှစ်ကျိတ်ရှစ်စုဖျားရှိတယ်တဲ့နှစ်ကျိတ်ရှစ်စုဖျားကိုသွားဖူးကြမယ်ဗျပြမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစုံတရာရှိခဲ့လို့ရှိရင် comment မှာမှန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိရအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်နှစ်ကျိတ်ရှိစုဖျားရေဖျားသမိုင်းကြောက်စာတွေကိုတွေ့ရပါတယ်နှစ်ကျိတ်ရှိစုဖျားရှင်ကိုခါလာတော့ဒါကတော့ခါလာတော့တွေပေါ့နော်ဒါကတော့နှစ်ကျိတ်ရှိစုဗုဒ္ဓရုပ်ပွားစင်တုတော်မြန်များနဲ့နှစ်ကျိတ်ရှိစုအာယုံကန်တစ်သောင်းတော်ကြီးတည်ထားပူဇော်ခြင်းကပီးမှတ်တမ်းနဲ့ဒီမှာတော့ကပီးတွေထိုးထားတယ်ရုပ်ပွားတော်တွေကတော်တော်ကြီးညိုတက်ကြစရာကောင်းပါတယ်ဗျနှစ်ကျိတ်ရှစ်စုရုပ်ပွားတော်ပေါင်း28စုရှိပါတယ်ရုပ်ပွားတော်28စုမှာထူးထူးခြားခြားရုပ်ပွားတော်တစ်စုကိုဖူးမြင်တွေ့ရပါတယ်အဲ့ဒါကကြာဘူးအတွင်းကရုပ်ပွားတော်တစ်စုပဲဖြစ်ပါတယ်ကြာဘူးအတွင်းမှာရုပ်ပွားတော်ကိုတည်ထားတာပါကျွန်တော်တို့က
အခုဒီကိုလာတော့အချိန်ကတအားနည်းနေပြီဗျာအချိန်တအားနည်းနေပြီဆိုတော့ဒီဖျားဝင်းကကျေတော့ကျတော့ဖျားဝင်းအတွက်မှာသွားပြလာပြအလည်းပဲဖုံးရတဲ့အရန်အများကြီးကြံလေးရခုနအပါကြီးကိုကျွန်တော်မေးလိုက်တာဒီဖျားဝင်းမှာမြို့ဟောင်းပင်းမြို့ဟောင်းဆိုတော့မြို့ဟောင်းနေရာပဲနေရာလဲဆိုတော့မြို့ဟောင်းနေရာရေလို့တော့မရှိတော့ဘူးမြို့ဟောင်းရဲ့မုတ်နေရာရှိသေးတယ်ဗောနော်မုတ်ဦးနေရာအဲ့မုတ်ဦးနေရာကိုတော့သူပြောတယ်အဲ့တော့မုတ်ဦးနေရာကိုလည်းတစ်ချက်အပေါကကြကြည့်ရပါနော်ဒါတော့ကြာကန်ကြီးပဲဖြစ်ပါတယ်ကြာကန်ကြီးတော်ခန်းတော့ပြီးတော့ကျေးရွေးဗျာဟိုမှာငကယုံစီတော့လည်းရှိတယ်ကျွန်တော်တို့အဲ့ဘက်သွားပြီးတစ်ချက်ဖူးမယ်အခုဟိုမှာသူတို့တွေကတော့ဟိုတောင်ပေါ်ရောက်နေကြပြီပေါ့နော်တောင်ပေါ်ပဲပြောရတော့အမြင့်ပေါ်ဆိုတော့အဲ့ဘက်ကိုလည်းဆက်သွားကြမယ်အခုကျွန်တော်ကဒီမှာရဟန္တာ၄ပါးရဟန္တာ၄ပါးစီကိုသွားဖူးကြမယ်ဗျရဟန္တာရှင်ကောညံတာရဟန္တာမထေရမြတ်ကြီးရှင်သာရိပုတ္တရာရှင်မောက္ကလံရှင်မဟာကတ္တပယဟန္တာ၄ပါးပဲဖြစ်ပါတယ်ဒါကတော့ပြည်တော်အောင်မြင်ရေးနာစေတော်တွေပဲဖြစ်ပါတယ်စေတော်တွေကိုအများကြီးဖူးမြင်တွေ့ရပါတယ်ဖျားလောင်းဖွားမြင်ပြီးနောက်မြောက်ရသို့ခြေပဝါလမ်းကြွတော်မူတဲ့တောက်စကားကျုံဝါမောဟဆိုတော်မူပါဦးနဲ့ဒီနေရာမှာတွေ့ရတဲ့ကြောက်စာအရာဒီစေရီတော်နဲ့ဒီနေရာကပြည်တော်ဝင်အောင်မြေရေရနာရာဇအောင်မြေပဲဖြစ်ပါတယ်။တရားမင်းကအိမ်မက်ပြီးတဲ့အတွက်တကောင်းပြည့်ရှင်သရိုးတိုင်းချစ်မင်းကြီးကသားတော်သရိုးသစ္စာမင်းသားကိုဒီရာဇအောင်မြေမှာပဲမင်းပြုစေပြီးတော့အောင်တပြေမြို့တော်ကိုတည်ထားခဲ့ပါတယ်။ဘုံတော်ပြည်အောင်တော်မူစေရီတော်မြတ်ကြီးစေတော်တွေများစွာရှိပါတယ်။ရန်ကိုကြီးညိုသက်ပေစရာလည်းကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ရောက်တဲ့အချိန်ကသတိဝရုတအားပြင်းတဲ့အချိန်ဖြစ်နေတဲ့အတွက်ဖျားဖူးလေပတ်ရမှာတော့နည်းနည်းအရန်ပူတယ်ပေါ့နော်။ကကုတံမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒီဗဒ္ဒကဘာမှာပထမဦးဆုံးပွင့်တော်မူခဲ့တဲ့ကကုတံမြတ်စွာဘုရားကြီးပါစေတော်ရဲ့မြောက်ဖက်ဂေါဏကုံမြတ်စွာဘုရားပဲဖြစ်ပါတယ်ဗဒ္ဒကဘာမှာဒုတိယပွင့်တော်မူခဲ့တဲ့ဘုရားပဲဖြစ်ပါတယ်နောက်ဘက်ကိုယ်တော်ထဲမှာရှိတဲ့တတိယပွင့်တော်မူခဲ့တဲ့ကတ္တပမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒီဘက်မှာတော့အပေါက်ပိတ်ထားလို့အတွင်းဝင်မဖူးခဲ့ရပါဘူးဗျစလုထမြောက်ပွင့်တော်မူတဲ့ဂေါရမမြတ်စွာဘုရားပဲဖြစ်ပါတယ်ကျွန်တော်သိသလောက်လေးနဲ့မေကွန်းလေးတစ်ခုထုတ်ချင်ပါတယ်အဲတော့ပြင်စမမြောက်ပွင့်မဲ့မြတ်စွာဘုရားကိုအညီလေးမှန်းခဲ့ပြီပါအပျော်ပေါ့နော်ကျွန်တော်သိပါတယ်တပ်ပစရာမင်္ဂလာစီရီတော်ဖြစ်ပါတယ်ညာဘက်ဘေးကတပ်ပစရာမင်္ဂလာစီရီတော်ကြီးနဲ့ဒီဘက်ဘေးဘေးကတော့ညာသိန်းနံစီရီတော်ပဲဖြစ်ပါတယ်ရွှေရောင်တစ်ဖိတ်ဖိတ်တောက်ပြီးတော့အရန်ကိုကြီးညိုတက်ပေစရာကောင်းလာပါတယ်ဗျဒါကတော့ဒီမှာရှိတဲ့သိန်းတော်အတွင်းကရုပ်ဘွားတော်၄စုပါရုပ်ဘွားတော်တစ်စုချင်းစီမှာဖျားပွဲတော်တွေပါရှိပါတယ်မေတ္တာမုဏိရုပ်ဘွားတော်ကရုဏာမုဏိမုရိဒမုဏိဒီဘက်ညာဘက်ဆုံးရုပ်ဘွားတော်ကတော့ဥပိ္ပခာမုဏိရုပ်ဘွားတော်ပဲဖြစ်ပါတယ်မကွေးတိုင်းနမောက်မြို့နယ်ပင်းမြို့ဟောင်းရှိ
ရှင်ရဟန်းယဟန္တာမထေရစိုက်ပျိုးတော်မူခဲ့သောမဟာဗောဓိရွှေညောင်တော်သမိုင်းကြောက်စာပဲဖြစ်ပါတယ်ဒီမှာညောင်ရည်သွန်းတဲ့ညောင်ပင်ဝင်းကိုကရဝိတ်ဖောင်ပုံစံမျိုးလှုပ်ထားတယ်ဗျဟိုဘက်မှာဆိုရင်ကန်တော်နဲ့ကျွန်တော်ကန်တော်ဘက်မြောက်သေးကန်တော်ဘက်ကိုရင်သွားလိုက်မယ်နော်ကရဝိတ်ဖောင်တော်ပုံစံလှုပ်ထားတဲ့ညောင်ရည်သွန်းတဲ့ကန်ကြီးပါညောင်ရည်သွန်းပွဲကိုဒီမှာကျင်းပကြတယ်လို့သိရပါတယ်ညောင်ပြန်လည်းတော်တော်ကြီးပြီဖြစ်တဲ့အတွက်ခိုင်းနေထောက်ထားတာပေါ့နော်ပြောရလို့ရှင်တော့ဒီဖျားဖူးလေပတ်ရတာပျော်တရားကောင်းပြီမဲ့နေရတာအပြင်းနဲ့ပြီးတော့ဖူးမြော်တရားဈေးတော်တွေရုပ်ပွားတော်တွေလည်းအရမ်းများတဲ့အတွက်လေရပတ်ရတာတော့တကယ်ပင်ပန်းနေပြီပေါ့နော်ဒါပေမဲ့လည်းဖျားဖူးရတာဖြစ်တဲ့အတွက်အေးချမ်းပါတယ်ပျော်ရွှင်ပါတယ်ကျွန်တော်တို့ဒီကန်ဒီဘက်ကိုထပ်သွားပြီးဖူးကြမယ်လေပတ်ကြမယ်ပေါ့နော်ဟိုဘက်ကအမြင့်တစုတည်းရှိသေးတယ်အဲ့ဒါသွားဖူးမယ်အဲ့ဒါပြီးရင်တော့ဈေးတော်တွေဖူးလို့ပြီးပြီထင်တယ်ဒီမှာတော့ဈေးတော်ကြီးတဆူပြဒီဈေးတော်လည်းပုံစံကတမူထူးကြတယ်တမျိုးပဲเนาะဈေးတော်ရဲ့အတွင်းထဲမှာလိုင်းကူတော့ပါရှိတယ်လိုင်းကူတော့တွေကမောင်ပဲဒီမဲ့ရှယ်ဘွားတော့တဆူရှိတယ်တရားကျင့်တဲ့လိုင်းကူတော့ဖြစ်မယ်ထင်တယ်ဗျဒါရေကန်တော်တွေကိုတရားလေးလောက်ထားပါတော့ရေကန်တော်ကတော်တော်လေးကိုမြင်ရသူပုံမျက်စိပရာသားရှိတယ်ပေါ့နော်ဒါတွေကစင်းကျင်စရာလေပတ်ချင်စရာကျွန်တော်တစ်တော့စောတဲ့သူတွေပါတယ်တွတ်ဆိုလဲလာပြီးတော့တစ်တော့စောချင်စရာနေရာလေးပေါ့နော်ဟိုမှာကြာရီတော့ဖူးနေတယ်ဗျပွင့်တော့မပွင့်သေးဟိုမှာကြာရီဖူးနေငကယုံဖရားကြီးကလည်းတော်တော်ကြီးညိုတတ်ပြစရာကောင်းပါလေဗျအားတော့ရေလေဖရားပဲဖြစ်ပါတယ်ရှင်ဥပဂုတ္တယဟနာပဲဖြစ်ပါတယ်ဟိုမှာဘော်ရီညောင်ပင်ဆိုအကြီးပဲเนาะရှည်ထဲမှာရိုင်းနေတာလှတယ်ဗျထပ်ပုံတော်ရိုက်ချင်းစရာလေးကန်တော်တော့မေတ္တာကန်တော်လို့သိရပါတယ်ဟိုမှာလောက်အားပေးနေကြကန်ဒီကန်နဲ့တစ်ဆက်သေးပဲနဲ့တွေ့ကျွန်တော်ကရေလဲငကယုံစီတော့ဘက်ကိုမသွားတော့ဘူးเนาะဒါအချိန်ကရမ်းနောက်ကျနေကျွန်တော်တို့ဟိုဘက်ပြန်အောင်မှလည်းဆိုတော့အခြားစီတော်တွေရှိသေးတယ်ဆိုတော့အဲ့ဘက်တွေသွားဖူးလိုက်အောင်မယ်ရှေ့မှာဆိုရင်တော့ရှင်အရဟံမဟာဗောဓိရွှေညောင်တော်စီကိုရောက်ပါပြီသမိုင်းလေးဆက်ပြောပြပေးပါမယ်နော်အနောယထာမင်းကြီးနဲ့တိုင်ပင်ပြီးတဲ့အချိန်မှာရှင်ရဟန်းယဟန္တာမထေရဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့တဲ့ဗောဓိညောင်ပင်ရဲ့ဒက္ခိဏတာခလက်ရတောင်ကိုင်းတော်ကိုသစ္စာဒိဋ္ဌံပြုပြီးတော့ပင့်ဆောင်ခဲ့ပါတယ်ပင့်ဆောင်ခဲ့တဲ့ရွယ်ချက်ကတော့တိုင်းငါးတိုင်းသားတို့ကိုမျက်စိမှတိုက်သားများလို့မဟာဗောဓိပင်ကြီးကိုပူဇော်ကြောကြရအောင်ညောင်ရည်သွန်းလောင်းခွင့်ရကြရအောင်ဆိုတဲ့ဗောဓိပင်နဲ့ဆိုင်တဲ့ဝေယဝိဇ္ဇကုသိုလ်တွေတိုးပွားကြစေဖို့နောက်ပြီးတန်ဝေဇနီးရဲ့လေးဌာနကိုဖူးမြော်ရသလိုကုသိုလ်တွေရကြစေဖို့နဲ့ဂေါတမမြတ်စွာဘုရားရှင်ရဲ့ဖွားဘတ်တော်အစစ်ဖြစ်တဲ့ဗောဓိညောင်တော်ကိုဖူးမြင်ရတဲ့အတွက်တမ္မာသမုဒ္ဒသဗ္ဗညုတဘုရားရှင်ရဲ့ဉာဏ်တော်မျိုးပိုင်ဆိုင်စေဖို့နဲ့ဂေါတမမြတ်စွာဘုရားရဲ့ဖွားဘတ်တော်အစစ်ဗောဓိရွှေညောင်တော်ကိုအလွယ်တကူဖူးမြော်နိုင်ကြစေရန်ရည်ရွယ်ပြီးတော့ပင့်ဆောင်ခဲ့ပါတယ်အဲ့ဒီလိုရှင်အရဟံယဟန္တာမထေရကပကံပြည့်ရှင်နောယထာမင်းကြီးကိုမိန့်တော်မူပြီးပင့်ဆောင်စိုက်ပျိုးတော်မူခဲ့တဲ့အတွက်အရင်တိုင်းငါးတိုင်းလို့ခေါ်တဲ့အခုမြန်မာနိုင်ငံမှာလည်းတပင်နဲ့သာရှိတော်မူတဲ့အရဟံဗောဓိပင်ကြီးကိုယခုချိန်ထိလာရောက်ဖူးမြော်လေးလာနိုင်ဖို့အတွက်တည်ရှိနေစေဖြစ်ပါတယ်
ဒီဘော်ဒီညောင်ပင်ရတော်တော်နှစ်တော်တော်ကြာလောက်ပြီဗျတော်တော်ကြီးပဲဒီမှာဒါပင်စီနေရဒီမှာကဒီကနေပြီးတော့ညောင်ပင်ရဲ့ကိုင်းကြီးပေါ့နော်ညောင်ပင်ကြီးပေါ်မှာပဲဒီဇေဒီတော်တွေကိုတဲထားတဲ့ပုံစံမျိုးဗျဒီမှာဇေဒီတော်တွေတဆူရှိသေးတယ်နောက်ပြီးဒီမှာလျောင်းတော်မူတဆူလည်းရှိတယ်ဗျရုပ်ပွားတော့တဆူပြီးတော့ဒီမှာဆိုလို့ရှိရင်ခုနကကျွန်တော်တွေးခဲ့တဲ့ကြာပန်းကြာခွက်ထဲမှာရုပ်ပွားတော့တဆူခင်းမယ်မောင်းနေတယ်ဗျမမြင်ရအခုကျွန်တော်ရောက်ရှိနေတဲ့ရှင်အရဟံမဟာဗောဓိရွှေညောင်တော်ရဲ့ကုန်းတော်ပေါ်မှာဇေဒီတော်တွေများစွာဖူးမြင်တွေ့ရပါတယ်အဲ့ဒီကုန်းတော်ကိုဘယ်လိုဖန်တီးထားလဲဆိုတာကိုကျွန်တော်မြင်ရတဲ့အတိုင်းပြောပြပေးပါမယ်ကုန်းတော်မှာရှင်ပြင်းနှစ်ထပ်ရှိပြီးတော့ပထမထပ်နဲ့အပေါ်ထပ်ဆိုပြီးရှိပါတယ်ပထမထပ်မှာတွေ့မြင်ရတာကတော့ညောင်ပင်ရဲ့အကိုင်းခတ်တွေဖြစ်ပါတယ်အဲ့ဒီအကိုင်းခတ်တွေကအပေါ်ရှင်ပြင်းရဲ့နေရံတွေကနေပြီးဖောက်ထွက်နေတာပါဒါအကိုင်းခက်တွေဖြစ်တယ်ဆိုတာကိုကြောက်စာမှာပါတဲ့စာအရသိနိုင်ပါတယ်ကြောက်စာမှာပါတဲ့စာကခမ်းမ9ပြားဝေစီစွာဖြင့်ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့ဒီအကိုင်းခက်တွေကိုအခုတွေအခန်းတွေဘောင်းတွေတတိုင်းတွေနဲ့လိုက်ပြီးတော့ထိမ့်သိမ့်ပေးထားပါတယ်အဲ့ဒီထိမ့်သိမ့်ထားတဲ့ဘောင်းတွေတတိုင်းတွေကြားထဲမှာမြေတွေဖို့သဲတွေဖို့ပြီးတော့တဆင်းဖြစ်လာခဲ့တယ်လို့မြင်ပါတယ်အဲ့ဒီနောက်မှာတော့အထက်ကိုလည်းနောက်တစ်ဆင့်ထပ်တက်ပြီးတော့ကုန်းတော်ကနှစ်ဆင့်ပုံစံဖြစ်သွားခဲ့ပါတယ်အဲ့ဒါဆိုရင်ဒီကုန်းတော်ကညောင်ပင်ရဲ့တဝက်ကြော်ကြော်ထီကိုမြေဖို့ပြီးတော့ကုန်းတော်လောက်ထားတယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒီကုန်းတော်ပေါ်မှာဇေဒီတော်တွေကိုများစွာတီးထားတယ်နောက်ပြီးတော့ညောင်ထောက်ထားတဲ့တန်တိုင်တွေကြောက်တိုင်တွေအုတ်တိုင်တွေများစွာကိုတွေ့မြင်ရပါတယ်ရန်အေးချမ်းပြီးတော့ဇေဒီတော်တဆူလုံးကဖူးစရာတွေလေပတ်စရာတွေအများကြီးပဲဗျကျွန်တော်ဗီဒီယိုရိုက်ရင်းနဲ့ကျွန်တော်ရဲ့အချိန်ရတအားနီးကပ်လာပြီဆိုတော့ကျွန်တော်ဒီနေရာမှာ share ရတော့မယ်ပေါ့နော်ဆက်ပြီးတော့ share လို့မရတော့ဘူးဒါပေမဲ့ဈေးတော့တော်တော်များများလည်းနှံ့သလောက်ဖြစ်သွားပါပြီဟိုဘက်မှာဈေးတော့တဆူမဆူရှိတယ်ကျွန်တော်မသွားတော့တာပေါ့နော်မသွားတော့ဆိုကျွန်တော်ကပြန်ချိန်နီးသွားပြီဟိုဘက်ကျပြန်မမိုးချုံမှာဆိုလို့အားကြောင့်လို့ပါဒီမှာဈေးတော်ကြီးကြည့်ပါဒါတော့မဟုတ်ဘော်ဒီမြတ်စွာဘုရားကြီးပဲဖြစ်ပါတယ်ဒီမဲ့ဒီဈေးတော်ကြီးကပြောလို့ရှိရင်ညောင်ပင်ပေါ်မှာတဲထားတဲ့ဇေယျတော်ကြီးတဆူလို့တောင်ပြောလို့ရပါတယ်ဒီမှာညောင်ပင်ရဲ့ဟိုဟာပင်စီပေါ့နော်အမြင့်နေရအဲ့အမြင့်နေရနေပြီးတော့ဒီမှာအထက်မှာညောင်ပင်ပြခုနကတော့သေကိုင်းရလဲအဲ့ဒီအာဟာရရဲ့အောက်ကနေပြီးတော့ပဲထွက်ထားတာအဲ့လိုမျိုးရှင်ရန်မဟာဗောဓိရွှေညောင်တော်ပရိဘောဂဇေဒီတော်ပလင်တော်များတီထားပူဇော်ရန်ဗတ်ဆောင်ပြုရင်မုန်းခြင်းကပီးမော်ဟောနေအော်ဒါတမိုင်းချင်းရှင်အရဟံမဟာဗောဓိရွှေညောင်တော်ပရိဘောဂဇေဒီတော်တမိုင်းချင်းနဲ့ဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲချီးကျူးပေးခဲ့ကြတယ်တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ဒီနေ့မှာကျွန်တော်ဒီအခုရောက်ရှိနေတဲ့ပင်းမြို့ဟောင်းကရှင်ရဟန်းမဟာဗောဓိရွှေညောင်တော်ပရိဘောဂဇေဒီတော်ကိုရောက်ရှိနေပြီမှလည်းကျွန်တော်အချိန်အနေထားရအရင်ပြည့်စုံအောင်မပြခဲ့တဲ့အတွက်အရင်တော့အားမရဘူးเนาะဒါပေမဲ့လည်းကြီးတဲ့သူတွေဘုသူရရမယ်လို့ထင်ပါတယ်နောက်ပြီးတော့ဒီကိုရောက်ရှိခဲ့လို့ရှိရင်ဒီနမောက်ဘက်ကိုရောက်ရှိခဲ့လို့ရှိရင်ဒီပင်းမျိုးဟောင်းကိုလည်းလာရောက်လေပတ်ကြပါလို့ဖိတ်ခွင့်နေပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါလေဘိုင်ဘိုင်နောက်ဆက်စကားလေးပြောချင်ပါတယ်ဗုဒ္ဓဂါယာကဖွာပွင့်ဟောဆန်ဆိုတဲ့တန်ဝေဇနိယ၄ဌာနကိုတွားရောက်မဖူးမြော်ပြသေးဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတပင်နဲ့သာရှိပြီးတော့ဗုဒ္ဓရဲ့ဖွာဘတ်တော်အစစ်ဖြစ်တဲ့အခုရှင်အရဟံမဟာဗောဓိရွှေညောင်တော်ပရိဘောဂဇေဒီတော်ကြီးကိုလာရောက်ဖူးမြော်လဲပါလို့ဖိတ်ခေါ်လိုက်ပြရစီဗျ